မင်္ဂလာပါဒီ post ကလေးကိုကျွန်တော်လုပ်ချင်တာတော့ကြာပါပြီအခုမှလုပ်ဖြစ်တာပါမနေ့က Rotten နဲ့တာခဲရုထိုးတဲ့ပွဲကိုကြည့်ပြီးတော့ကျွန်တော်ဒီ post ကလေးကိုလုပ်ရတာပါပြောချင်တာကတော့ခေါင်းစဉ်ကတော့ glass jaw ပေါ့ glass jaw ဆိုတဲ့အသုံးလုံးကပေါက်စင်မှာတွင်တွင်ကြဲကြဲကိုရင်တော့ကရှိရဘူးပါတယ်ကျွန်တော်ကတော့ပေါက်စင်စတဲ့တော့ကျွန်တော်ဆရာပြောခဲ့ဘူးတာပေါ့နော်ဒီကောင်က glass jaw ဖြစ်သွားပြီထိုးလို့မရတော့ဘူးပါလားပေါ့အားနဲ့ကျွန်တော်လည်းနောက်ပိုင်း internet တွေမှာ like ရှာတယ်ပွဲတွေ like ကြည့်ပြီးတော့ကျွန်တော်လေ့လာထားတယ်လို့ကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်ဒီက sparring training တို့ပြိုင်ပွဲမှာပေါ့ glass jaw ဘာလို့ဖြစ်ရလဲဆိုရတဲ့အကြောင်းလေးကိုကျွန်တော်ပြောပြပေးပါမယ် glass jaw ဆိုတာကတော့ထိုးခံရလို့ရှိရင်လွယ်လွယ်ကူကူနဲ့ကိုးဖြစ်တာပေါ့အစင်မော်တက်တိုင်းဒီကောင်ကဟို knock down ဖြစ်တဲ့ပုံစံမျိုးပေါ့အမှတ်နဲ့ရှုံးတာမဟုတ်ဘဲနဲ့အလဲထိုးပေါ့အဲ့လိုခံရတဲ့ပုံစံမျိုးအဲ့လိုပွဲတွေများနေတော့ဒါ glass jaw ဖြစ်နေပြီပေါ့အဲ့တော့ glass jaw ဖြစ်တယ်လို့ပြောရလေးရှိပါတယ်အဲ glass jaw ဆိုတာတကယ်ရှိလားပေါ့ glass jaw ဆိုတာတကယ်ရှိလားဆို weight တွေရဲ့ထိုးတဲ့အားနဲ့ဆိုရင်တော့ဒါ glass jaw ဆိုတာကိုးဖြစ်တာထက်ကိုကထိတိမိမိလက်သီးတစ်လုံးထိရင်ကြာကိုကြာပါတယ်အဲ့မှာတော့ glass jaw ကသွားပြောလို့မရဘူးဗျ heavy weight တန်းနေမှာဒါပေမဲ့အောက်က weight တန်းတွေမှာ pin flying fin တန်း weight တန်းနေမှာဆိုလို့ရှင်တော့ဒါတွေက glass jaw ဆိုတာပြောလို့ရသွားပြီဒါပါပြီဆိုတာအဲ့လောက်ပါဝါမပြင်းတဲ့အချိန်မှာတော့ဘယ်လိုကြာလဲပေါ့အဲ့တော့ကျွန်တော်အခု glass jaw ဖြစ်နိုင်တဲ့အကြောင်းလေးတွေကျွန်တော်ပြောပြပေးပါမယ်ဟိုကလက်ဝေးမှာတော့ glass jaw ကမရှိသေးလောက်ရှားပါတယ်ဘာလို့လဲဆိုတော့ရောလက်ဝေးသမားတော်တော်များများက defense အရန်ကောင်းတယ်defense နဲ့ပတ်သက်တဲ့နီးစနစ်တွေရောလက်ဝေးကလပ်တိုင်းမှာဆရာတွေရှိမှအရန်ကောင်းတဲ့နီးစနစ်တွေရှိပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့မွေထိုင်းတက်ကိုတာတဲ့အချက်တွေပေါ့နော်အရန်ကောင်းတဲ့နီးစနစ်ရှိတယ်ဒါပေမဲ့အဲ့လိုနီးစနစ်တွေရှိတာတော့တချို့ S ကြောလိုမျိုးအစင်မှာကြာတာတွေပါတယ်ကြုံမှုပါတယ်ရှိတွေ့ပါလိမ့်မယ်အခု Rotten ဆိုလဲထိုင်းနိုင်ငံရဲ့တမ်မီလူသားလို့တော့တင်စားလို့ရတယ်သူထိတယ်ကြာတာကြာသွားပြီဘလုံးမအလေတူမခံရဘူးအမှတ်နဲ့ပဲရှုံးမယ်လို့ထင်တဲ့လူတစ်ယောက်ကကြာသွားတယ်ပေါ့ကြီးလုံဆိုတာရှိတယ်ဖုန်းကြီးတစ်ပါးဗျာကြီးလုံဘယ်လောက်လဲဆိုရင်သူရှင်းတက်လောက်တယ်ရှင်းကိုတက်လို့မေးစီကိုဒီလိုပေါ့ဒီလိုဖွက်ပြီးတော့တမင်အထိုးခံပြီးတော့ပွဲမှာကစားတာကျွန်တော်တွေ့ဘူးလေကြာပါပြီဒါပေမဲ့အဲ့လိုထိုးတယ်တချို့ပွဲမှာအဲ့နီးကအလုပ်ဖြစ်ပေမဲ့တချို့ပွဲမှာသူကြာတယ်အထိုးခံရတဲ့အချိန်မှာတကယ်ထိုးတဲ့လူနဲ့တွေ့ရင်ကြာတယ်အဲ့တော့ glass jaw ဆိုတာတကယ်ရှိလားဆိုတော့ရှိကိုရှိပါတယ်ဘယ်လောက် defense ကောင်းကောင်းကြာကိုကြာတယ် glass jaw ကရှိတယ်ပြီးရင်တချို့ကျတော့ကျွန်တော်တခုပြောနေတာက glass jaw ကတချို့ကကျတော့ဒီလူတယောက် glass jaw ဖြစ်နေပြီထိရတဲ့ကြားတယ်ဆိုရင်မဲ့ glass jaw မဟုတ်တာတွေလည်းရှိတယ်ပြီးတော့ glass jaw ဖြစ်နိုင်တဲ့အကြောင်းအရာတွေကျွန်တော်ပြောပြအောင်ဖြစ်ပါတယ်လွယ်လွယ်နဲ့ knock down ကိုးဖြစ်တဲ့လူတွေကဘာဖြစ်လို့ကိုးဖြစ်တာလဲရယ်ဘယ်လိုကာကွယ်လို့ရမလဲဆိုတာလေးကိုကျွန်တော်နည်းနည်းပြောပြပြီးမှဖြစ်ပါတယ် sparring တွေစင်ပေါ်မှာတက်ထိုးရတဲ့အတွက်ကိုပေါ့နော်တချို့ကျတော့ glass jaw မဟုတ်ဘူးဗျတခါကြရင်ဗျာဟိုရေပြောင်းမြေပြောင်းတခြားနိုင်ငံကိုသွားထိုးရတဲ့အချိန်မှာလေရင်ခီးပန်းနိုင်ရှိမယ်အဲ့နိုင်ငံကကိုထိုးမဲ့နိုင်ငံကအစားအသောက်တွေအစင်မပြေတာတွေရှိမယ်အဲ့ဒီအချိန်မှာလူကပင်မနွမ်းနေပြီစိတ်ဖိစီးမှုကလည်းများနေတယ်ပွဲကလည်းထိုးရတယ်ဟိုမန်နေဂျာနဲ့အစင်မပြေတာတွေပြီးစာချုပ်တွေကလည်းတရားစွဲခံ Rotten လို့ပေါ့တရားတွေဖြစ်တယ်အဲ့လိုနေရာမျိုးကြီးမှာစိတ် relax မဖြစ်ဘဲနဲ့စင်ပေါ်တက်သွားရင်လေလူတယောက်က glass jaw ဖြစ်ဖို့ကိုယ်ခံရဖို့ပိုလွယ်ပါတယ်ကိုယ်ခံဖို့ပိုလွယ်လေးရှိပါတယ်လက်တီးချက်ထိရင်ပေါ့နော်ပြီးရင် balance ဟမ်းမှုမှမကောင်းတာလက်တီးချက်ကိုမရှောင်နိုင်တာတချို့ကထိုးရဖို့ပဲလေ့ကျင့်ထားတယ်ဗျာရှောင်တဲ့ဘက်မှာမလေ့ကျင့်တဲ့ကစားသမားတွေဆိုရင်လည်းသိကြတယ်ဒါကတော့ထိုးခံခံရမှာပဲနောက်ပွဲကြရင်လည်းသူကဟမ်းမှုမှန်နေ forward တွေခန္ဓာကိုယ် balance ဖြစ်အောင်မလေ့ကျင့်မှန်းနဲ့ defense တစ်မျိုးနဲ့သွားရင်တော့သိကြတယ်ကိုယ်ခံရမှာပဲဖြစ်ပါတယ်အဓိကတော့ glass jaw မဖြစ်အောင်လို့လေ့ကျင့်လို့100% မရပါဘူးဒီရှင်းကိုမေးရိုးပေါ့ glass jaw မဖြစ်အောင်100% လေ့ကျင့်ထားလို့မရပါဘူးဒါပေမဲ့ glass jaw မဖြစ်အောင်အတတ်နိုင်ဆုံးလေ့ကျင့်လို့ရတဲ့နည်းလည်းရှိပါတယ် over training အရန်လုံးမိတာပြိုင်ပွဲမတိုင်ခင် over training နဲ့အရန်လုံးတယ်အရန်ပင်မနွမ်းနေတဲ့အချိန်ဒီမှာကြာမှပြိုင်ပွဲဝင်မိတယ်ပေါ့အဲ့လိုမျိုးတွေအချိန်မှာလည်းစင်ပေါ်ရောက်ရင်ထိုးငါအချိန်မှာ knock down ခံရတတ်ပါတယ်ပြီးတော့ weight အရန်လျှော့လာတဲ့ကစားသမားတွေခန္ဓာကိုယ်ထဲမှာရေဓာတ်အရန်ဆုံးရှုံးနေတဲ့အချိန်မှာပွဲထိုးရမယ်ဆိုရင်ဒါကကိုးခံရဖို့များပါတယ်ပြီး clean shot အရန်စားတာတိုင်ပင်မကောင်းတာပေါ့ဒီတိုင်ပင်ကျင့်မို့လဲတိုင်ပင်မကောင်းတဲ့ကစားသမားဟမ်းမှုမကောင်းတဲ့ကစားသမားကလည်းကိုးဖြစ်ဖို့အရန်များပါတယ်ဒါ glass jaw နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟို glass jaw လူတယောက်ကအပြောခံရတဲ့အချိန်မှာဘယ်လိုပြောရမလဲဟိုစောင်းရှောင်းလေးတို့ကျွန်တော်ပြပြပေးတာဖြစ်ပါတယ်ဒါ beginner တွေအတွက်ပါ professional တွေအတွက်လုံးဝမဟုတ်ပါဘူးเนาะကျွန်တော်ပြောတဲ့အချက်တွေကိုလည်းကိုက်ညီနေလို့ရှိရင်တော့သိကြတယ်စင်ပေါ်မှာ glass jaw ဖြစ်ဖို့အရန်များပါတယ်ဒါကကျွန်တော်သိသလောက်လေးကျွန်တော်ဝေမျှပေးတာဖြစ်ပါတယ်
လက်ကြောမဖြစ်အောင်လို့ဒီ fan တွေကိုကောင်းကောင်းလေ့ကျင့်လို့ရတယ် level တွေပခုံးခုတ်ကြက်သားတွေကိုကောင်းကောင်းလေ့ကျင့်လို့ရတဲ့အပြင်ကိုကျွန်တော် footwork တွေကောင်းကောင်းလေ့ကျင့်လို့ရတယ် head movement တွေ roll တွေ split တွေပေါက်စဲမှာအဲ့ဒါကြီးကောင်းကောင်းလေ့ကျင့်ထားရင်အဓိက footwork ပေါ့အဲ့ဒါကြီးလေ့ကျင့်ထားရင်တော့ကိုယ်ခံဖို့အရန်နည်းပါတယ် glass jaw ဖြစ်ဖို့အရန်နည်းတယ်ပေါ့နော်အဲ့ဒါကြီးမကျင့်မနဲ့ defense တစ်ခုလည်းနဲ့သွားမယ်ဆိုရင်တော့ glass jaw ဖြစ်ဖို့ကအရန်များပါတယ်ကျွန်တော်9လပိုင်း TNA မှာ boxing spine ပွဲလေးတွေရှိပါတယ်ကျွန်တော် semi 6ရယ် breather အားသားကလေးရယ်ပေါင်းပြီးတော့ဒီဆက်ရကလပ်လေးတွေရယ်ပေါင်းပြီးတော့ spine 12တိုင်း19ဇိုင်းပြုလုပ်ပေးဖို့ရှိပါတယ်အားလေးကြောင်ညာရင်းနဲ့ဒီ post ကလေးကိုကျွန်တော်လောက်လိုက်တာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေရပါစေစင်ပေါ်မှာကိုယ်မခံရပါစေနဲ့လို့ဆုတောင်းပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်